ပိန်အသင်းချန်ပီယံဖြစ်သွားခဲ့လို့အပျော်လွန်ပြီးမုံဘိုးတွေရဲရဲရွယ်ရွယ်ပေးနေတဲ့တန်းကျွယ်တတိမကြီးစမိုင်းဒီနေ့ရဲ့ကမ္ဘာဖလားပိုလူပွဲကြီးပြီးဆုံးသွားပြီးစပိန်အသင်းကြီးကမ္ဘာချန်ပီယံဆုကြီးကိုသိမ်းပိုက်သွားတဲ့အခါမမစမိုင်းတယောက်အယံပျော်သွားခဲ့ပါတယ်။အရင်ကဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့အနေအေးခဲ့တဲ့စမိုင်းကဒီနေ့ကမ္ဘာဖလားပွဲမှာအယံတက်ကြွနေရကြောင်းငွေအကုန်ကြခံပြီးသွားကြည့်ခဲ့ပါတယ်။စပိန်ကချန်ပီယံဖြစ်ပြီးနောက်မှာလည်းပျော်ရွှင်မှုတွေကိုချက်ချင်းလက်ငင်းမျှဝေတဲ့အနေနဲ့မိတ်ဆွေတွေကိုမုံဘိုးတွေရဲရဲရွယ်ရွယ်ပုံအောပေးကမ်းနေပါတယ်။စမိုင်းကစပိန်အသင်းချန်ပီယံဖြစ်သွားတဲ့အောင်ပွဲခံမင်္ဂလာအဖြစ်တရုတ်ကို3000စီနဲ့အယောက်30စာကိုမုံဘိုးတွေပေးနေကြတာပါ။ပြောရင်ပေးကမ်းလူတန်းတဲ့သူရဲ့အလေးအထားအတိုင်းမုံဘိုးတွေကိုအားရပါရစွန့်ကြဲပေးကမ်းနေတဲ့စမိုင်းကတော့စပိန်နိုင်သွားတာကိုအယံပျော်နေပါပြီ။ဒီနေ့ကမ္ဘာဖလားမှာစမိုင်းကအယံပျော်နေပြီးတော့ဝင်းနဲ့အထီလဲတော့ရောက်အားပေးခဲ့တာပါ။ဖက်ရှင်ကွမ်းနေဆိုပြီးမကြာခဏပြောနေရကြောင်းမိုက်စားဖက်ရှင်တွေပြင်ဆင်ပြီးတော့ကွင်းအထီအကုန်စားခံကအားပေးခဲ့ပါတယ်။စမိုင်းရဲ့ခန္ဓာထေပါတဲ့ပွဲတက်ဖက်ရှင်နဲ့ကိုရောင်ကိုဝါကကွင်းအတွင်းကနိုင်ငံခြားမီဒီယာသမားတွေရဲ့ကင်မရာတွေကိုပါဆွဲဆောင်နိုင်ခဲ့တာပါပွဲပြီးကမ္ဘာသတင်းစာမျက်နှာတွေနဲ့အားကစားစာမျက်နှာတွေမှာပွဲကြီးရဲ့အထင်ရှားတဲ့ပရိသတ်တွေအကြောင်းဖော်ပြတဲ့အခါမြန်မာစူပါစတာစမိုင်းရဲ့ပုံတွေကိုနိုင်ငံတကာသတင်းကြီးမီဒီယာတွေမှာထည့်သွင်းဖော်ပြခဲ့ကြပါတယ်ကမ္ဘာဖလားပွဲကြီးအပြီးမှာစပိန်နိုင်လို့မုံဘိုးတွေပုံအောပြီးအလူတန်းတွေမှာလုပ်ပြီးတော့နိုင်ငံခြားသတင်းတွေမှာပါနေရနေတဲ့မမစမိုင်းရဲ့မြင်မာတဲ့တထေးကွက်ဘဝဖြတ်သန်းမှုကိုအားကျနေပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်